ရတဲ့မိသားစုတွေနဲ့တွေ့ဆုံခွင့်ပေးတဲ့အဖြစ်ရှင်နာမှာပို့ပြီးပါဒီနေ့သိချရတဲ့မိသားစုတွေကိုဖယားခင်ကကျွန်တော်ကိုပေးထားတဲ့နှုတ်ပတ်တော်လေးနဲ့ကျွန်တော်ညောင်ပြီးတက်ပြီးခတ်ချင်တယ်နေ့ရက်စတိုင်းမှာနေ့အချိန်မှာကျွန်တော်စူးစမ်းအလုပ်ရှာသွားလာရုပ်ကန်ရတဲ့အချိန်တွေရှိလို့ညပိုင်းအချိန်မှာကျွန်တော်တို့ဟာနော်နားရတဲ့အချိန်ဆိုတော့ဖျက်ခင်ရတဲ့အချိန်ခွဲထားပေးတယ်။ဘာဖြစ်လို့နေ့အချိန်မှာကျွန်တော်တို့စူးစမ်းသွားလာလှုပ်ရှားရလဲ။ဖယားခင်ကအလင်းကိုပြင်ဆင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အလုပ်တွေလုပ်ရတယ်၊စူးစမ်းရတယ်၊မိသားစုရေးရတယ်ကျွန်တော်တို့ရှာဖွေရတယ်။ညအချိန်မှာဖျက်ခင်ကတင်းနေကျွန်တော်ကိုအမောင်အနေနဲ့ဖန်ဆင်းထားတဲ့အရာကနော်အိတ်ဆက်တဲ့အခါမှာအားအင်တွေရှိပြီးမှဒီနေ့တာလုံးကုန်သွားတဲ့အားအင်တွေအတွက်ချမှတ်ပြီးမှနေ့ရက်တစ်ထဲမှာပြင်ဆင်ပေးတဲ့အချိန်တိုင်းကိုဖျက်ခင်ကနှစ်ချိန်ခွဲထားပေးတယ်ဒီအရာကဘယ်ထဲမှာပါတယ်လဲဆိုတဲ့နှုတ်ပတ်တော်နဲ့ချက်ကြည့်ရအောင်နော်ဒီအရာကပါလဲဆိုလို့ရှိရင်နော်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး7ငယ်6မှာပါပြောထားလဲဆိုခပ်ပိပိုင်းမှာနော်လူဒီနေ့အချိန်တိုင်းတွာလာလင်းအလင်းကိုမြင်ရတော့ကြောင့်ချီမီ၍မလဲတာနော်နေ့အချိန်မှာဖျားခင်ကအလင်းကိုပေးထားတယ်ဒါကြောင့်မို့ကျွန်တော်တို့လူသားတွေဟာတွာလာလှုပ်ရှားကြံစီတဲ့အခါမှာကျွန်တော်တို့ဟာပါအရေးမှမသိမိပဲနဲ့ကျွန်တော်တို့လှုပ်ချင်တဲ့အရာကျွန်တော်တို့စူးစမ်းချင်တဲ့အရာကျွန်တော်တို့တွာလာချင်တဲ့အမှုရာအလုံးကိုဖျားခင်ကပြင်ဆင်ပေးတာဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှနော်ညအချိန်နဲ့တွာလာလင်းမှုကအလင်းမရှိတော့ကြောင့်ချီမီ၍လဲတက်ပြီးမိတ်တော်ဒီပါဖျားခင်ကနေ့အချိန်နဲ့ညအချိန်ဆိုပြီးမှနှစ်ချိန်ခွဲထားပေးတယ်ဒီညအချိန်ကတော့ဒီနေ့ကျွန်တော်ဟာနော်လှုပ်ရှားသွားလာဖို့ရတဲ့ဖယားခင်ကဒီနေ့ကျွန်တော်ကိုမပေးထားတဲ့အခါမှာနော်ညအချိန်မှာဒီနေ့ကျွန်တော်ကအိတ်ဆက်ဖို့ရအတွက်အပ်ပါတယ်နေ့အချိန်မှာကတော့ဖယားခင်ပေးထားတဲ့အလင်းကိုဒီနေ့ကျွန်တော်ဒီမျက်လုံးနဲ့ဒီတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့နော်ကျွန်တော်တို့ဟာတွားရတာရတယ်လှုပ်ရှားရတယ်တို့ပေမဲ့နေ့အချိန်ပဲဖြစ်ညအချိန်ပဲဖြစ်ဖယားခင်ရဲ့ခွဲကမှုချင်းထဲမှာတင်နေကျွန်တော်မရှိဘူးဆိုရင်တင်နေကျွန်တော်တွားလာနေတဲ့အရာတွေတင်နေကျွန်တော်လှုပ်ဆောင်နေတဲ့အရာတွေတင်နေကျွန်တော်ကြံစည်နေတဲ့အရာတွေကအချင်းကြီးပဲဖြစ်တယ်ဒါကြောင့်မို့မိသားစုတို့တယောက်စီတိုင်းတင်ဒီယေရှုခရစ်တော်ဖျားကိုမိမိအသက်ခင်ကဲတင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့ဆိုလို့ရှိရင်တင်ရဲ့နေ့အချိန်မှာလှုပ်ဆောင်တဲ့အရာတိုင်းမှာဖယားခင်ရဲ့လက်တော်ထဲမှာရှိပြီးမှလှုပ်ဆောင်တဲ့အမှုရာတစ်ခုစတိုင်းဖယားခင်ရဲ့ကိုယ်ကချင်းထဲမှာရှိဖို့ရတယ်တဲ့အရေးကြီးတာဖြစ်တယ်ညအချိန်မှာတင်နေကျွန်တော်အိတ်ဆက်အနားယူတဲ့အခါမှာဖယားခင်ရဲ့နော်အိပ်ပျော်စွာနှစ်ချိုက်စွာအိပ်ပျော်ရတဲ့အခွင့်ပေးဖို့ရတဲ့တင်နေကျွန်တော်တိတ်လို့အပ်တာဖြစ်တယ်ဒါကြောင့်မို့နော်တင်နေကျွန်တော်လှုပ်ဆောင်နေတဲ့အရာတစ်ခုစတိုင်းမှာဖယားခင်ရဲ့ကိုယ်ကမစချင်းထဲမှာရှိမှပဲတင်နေကျွန်တော်လှုပ်ဆောင်တဲ့အရာဟာအစဉ်ပြေမယ်ချုံမွေ့မယ်အောင်မြင်မယ်ဆိုတဲ့ဒီနေ့နှုတ်ပတ်တော်လေးနဲ့မိသားစုအရာစတိုင်းကိုကျွန်တော်မျှဝေချင်မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်ချအားဖြင့်နော်အစဉ်ပြေတဲ့သဘောကျတယ်ခွန်အားဖြစ်စေတဲ့ကျွန်တော် YouTube အကောင့်မှာနေ့စဉ်တိုင်းမှာနော်ကျွန်တော်ဗီဒီယိုတင်သွားပေးမှာဖြစ်တဲ့အတွက်ဒီ YouTube အကောင့်ကိုမိသားစုအနေနဲ့ like and share subscribe လေး comment လေးရေးခိုင်းပေးစီချင်ပါတယ်။ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကိုမိသားစုတူတယောက်စတိုင်းကိုကျွန်တော်ကမျှဝေသွားမှာဖြစ်တယ်တင်သွားပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးနဲ့တယောက်စတိုင်းပေါ်မှာဖယားခင်ရဲ့ကိုယ်ကမှုအမှရှိတဲ့မိသားစုတူတယောက်စတိုင်းဖြစ်စေဖို့ရတဲ့ဒီနှုတ်ပတ်တော်လေးနဲ့မျှဝေပါတယ်။တယောက်စတိုင်းပေါ်မှာဖယားခင်မှာသာချင်ရှိပါစေ။